နက်စတာတယောက်နန်းတော်ကိုရောက်ချင်းမှာပဲသူ့တငယ်ချင်းဘရင်ကြီးရောဘတ်နဲ့တွေ့ရမလားအောက်မေ့တာမဟုတ်ဘူးဗျသူ့ကိုစောင့်ကြိုနေတာက Small Council လို့ခေါ်တဲ့အကြံပေးဖွဲ့ဒီဖွဲ့ထဲမှာပါတဲ့သူတွေကတယောက်မှအထင်မသေးနဲ့အထူးသဖြင့်Little Finger နဲ့မျက်လက်ဆရာကြီးလိုလူစားမျိုးတွေတယောက်စရောက်ကလေးကနန်းတွင်းရဲ့အပုံနှံတွေကိုစတင်ရှူရှိုက်နေရပြီးပြဿနာကိုမျက်နှင်းချင်းဆိုင်တိတိုးဖြစ်ရှင်းတတ်တဲ့မြောက်ပိုင်းသားနဲ့တယောက်ဒီလိုမျက်နှာဖုံးဆွတ်စကလုံးတွေကြားမှာဘလို့ရှင်းတတ်မလဲဆိုတာရင်တထိတ်ထိတ်နဲ့ကြည့်ရမှာပါတစ်ဖက်မှာလည်းဒီရဲ့မျိုးမစ်လို့ခေါ်ကြတဲ့ Jon Snow တယောက်တိုင်းကြီးစီကိုရောက်သွားပါပြီသူထင်ထားတာက Night's Watch ဆိုတာသူ့ရဲကောင်းတွေစုဝေးရပေါ့ဒါပေမဲ့လက်တွေ့မှာတော့တိုင်းကြီးဆိုတာရာဇဝတ်သားတွေခိုးသားတွေနဲ့လူပိုတွေကိုပစ်ထားတဲ့အမိုက်ပုံကြီးလိုဖြစ်နေတာ Watch Snow ဆိုပြီးဝိုင်းဆက်နောက်ခံရတဲ့ Jon တယောက်သူ့ရဲ့မာနကိုချိုးပြီးလက်တွေ့ဘဝကိုစတင်ရင်ဆိုင်ရပါတယ်ဒီနေရာမှာတစ်ချက်သတိထားမိမှာကတိုင်းကြီးရဲ့တစ်ဖက်ချမ်းမှာရှိနေတဲ့အရာတစ်ခုကတဖြည်းဖြည်းနဲ့ပိုနီးကပ်လာနေပြပြန်သွားကြည့်ရအောင်Winterfell မှာ Bran Stark တယောက်တတိပြန်ရလာပေမဲ့လမ်းမလျှောက်နိုင်တော့ဘူးဒါပေမဲ့ကိုကြောက်စရာကောင်းတာက Old Night ပြောပြတဲ့ဇလန်းတွေပဲ Wall Night လို့ခေါ်တဲ့အမောင်ထုကြီးနဲ့အဲ့ဒီထဲကပါလာတဲ့မကောင်းဆိုးဝါးတွေအကြောင်းပြောပြနေတဲ့အခန်းကစက်တီးထဆရာကြီးပြစောင်းရသည်ရောက်လာတော့မယ်ဆိုတဲ့စကားကရိုးရိုးစကားမဟုတ်ပဲတေမင်းရဲ့တတိပေးတန်လို့ခံစားရမှာပါကျင်းတဲ့ကြက်ထဲရောက်နေတာက Stark တွေတင်မဟုတ်ပါဘူးတစ်ဖက်က Daenerys လည်းသူ့အကိုရဲ့နှိပ်စက်မှုအောက်ကနေစတင်ရုံထွက်လာပါပြီသူဟာအခုဆိုရင်မိဖုရားကြီးတယောက်ဖြစ်နေပါပြီသူ့အကိုကသူ့ကိုရိုက်ဖို့ကြိုးစားတဲ့အချိန်မှာDannyကပြန်ပြီးတုံ့ပြန်လိုက်တဲ့အခန်းကတကယ်ကိုအားရစရာပါနောက်တစ်ခါငါ့ကိုလက်နဲ့ထိရင်မင်းရဲ့လက်ကိုဖျက်ပစ်မယ်ဟဲ့ဆိုတဲ့စကားကDannyရဲ့အာမန်ကိုပြလိုက်တာပဲဒါကတော့အပိုင်းရဲ့အဓိကအချိုးခွေတွေပါပဲအားလုံးကကိုယ်ကွက်နဲ့ကိုရွှေ့နေကြပြီးနေကတော့တစ္ဆာတရားကိုစုပ်ကင်ထားတော့မယ်ဒါပေမဲ့ခြောက်ခြားစရာကောင်းတဲ့ဒီနန်းတွင်ဂိမ်းထဲမှာတစ္ဆာတရားကလူသက်သမားဖြစ်သွားနိုင်မလားဒီနေ့အတွက်မေကွန်းဟောင်းလေးတစ်ခုကတော့တင်တာလန်စတာနေရာမှာဆိုရင်ဒီလိုအနေရများတဲ့ King's Landing မှာဘသူ့ကိုယုံကြည်မလဲခမမှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါဦးနောက်ပိုင်းမှာပို့ပြီးအကျဉ်းစားတွေလာဖို့ရှိလို့ channel ကိုလည်း subscribe လုပ်ထားဖို့မမေ့နဲ့အောင်တော့ဆောင်းရသည်ကတော့ရောက်လာတော့မှာပါ